အားလုံးပဲမင်္ဂလာပါညီကိုတို့ကျွန်တော်တို့ Best Choice for Football Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့စပိန်လာလီဂါဂျာမန်ဘွန်ဒက်လီဂါပြင်သစ်လီဂူတွေရောချန်ပီယံရှစ်တွေရောအနေနဲ့လိဂ်ရှိတယ်ပွဲစဉ်ကတော့နည်းတယ်ပေါ့လေနော်တပွဲရှိတယ်အဲ့တော့ကျွန်တော်ကဒီပွဲတွေထဲမှာကျွန်တော်အကောင်းဆုံးလို့ထင်တဲ့ပွဲတွေကိုရွေးထုတ်ပေးသွားမယ်အဲ့ဒီပွဲတွေထဲမှာနောက်ဆုံးမှာကျွန်တော်အကြိုက်ဆုံးတဲ့ပွဲကိုဒါအကောင်းဆုံးအနေနဲ့ထပ်ပြီးရွေးထုတ်ပေးမယ်ပေါ့လေအဲ့တော့ပထမဆုံးပွဲအနေနဲ့ကတော့ကျွန်တော်တို့ဒီ Star Pro နဲ့မာဆေးနဲ့ပွဲဟိုရွေးထုတ်ပေးခြင်းတယ်ပေါ့အဲ့ပွဲမှာကျွန်တော်တို့မာဆေးကနေပြီးတော့မှ level 80ရှုံးပေါက်တယ်3လုံး60နိုင်ပေးထားတယ်ဘော်ဒီကြီးကိုပေါင်းကြီးပြန်ကာထားတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကဘာကိုရွေးချယ်ကောင်းမလဲဆိုတော့အစအရာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်မာဆေးကလည်းချန်ပီယံလိကန်တွေကရှိတယ်ဒီရနေ့ Star Pro ကလည်းသူက Europa Conference League ကန်တွေကလည်းရှိတယ်သူကအဲ့တော့ကျွန်တော်တို့ဒီမာဆီကလည်းဒီ title race မှာဒီမှာပြိုင်ရင်ဖို့သူအားထည့်ထားတယ်ပေါ့လေနော်ပြိုင်ဆိုင်ဖို့အားထည့်ထားတယ်အဲ့တော့ကျွန်တော်ကဒီနှစ်သိန်းရွေးချယ်မှုမှာကျွန်တော်ကဘာဖြစ်မလဲဆိုတော့ကဒါကိုကျွန်တော်ကိုပေါင်းပေါ်ရွေးခြင်းနဲ့မာဆီကိုပေါ်ရွေးခြင်းနဲ့နောက်တစ်သိန်းအနေနဲ့ကျွန်တော်ကအာဂီယိုနာနဲ့အစပန်ညိုပွဲစဉ်ကိုရွေးခြင်းနဲ့အပွဲစဉ်မှာကျွန်တော်တို့ကဒီဂီယိုနာကနေပြီးမှအိမ်ခွဲမှာ level 30ရှုံးနဲ့နှလုံး100ရှုံးဆိုပြီးပြန်ကာထားတယ်အပွဲစဉ်မှာကျွန်တော်တို့ဘယ်အသင်းကိုရွေးကြိုးမြတ်ဖြစ်မလဲလို့ကျွန်တော်ကဒီအချိန်မှာဂျီနိုဝါလည်းသူကအောက်ဆုံးမှာရောက်နေတယ်အစပန်ညိုကတော့အခုဒီဇာတ်မှာဇာတ်ထိပ်ဆုံးလောက်နေပါကိုသူတော်တော်လေးအဲရောက်နေပေါ့လေနော်အဲ့တော့ကျွန်တော်ကဒီအချိန်နေနှစ်သိန်းမှာဒီနှစ်သိန်းမှာဂျီယိုနာလည်းဒါနိုင်ပွဲလိုအပ်နေတဲ့အချိန်မှာနိုင်ပွဲကြောင်းယူကြိုးစားလာလိမ့်မယ်အစပန်ညိုကလည်းဒီချိန်မှာခြေကောင်းနေတဲ့အတွက်သူကလည်းတွင်ကိုရလိမ့်မယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ကဒီပွဲအတွက်ရွေးချယ်မှုမှာကျွန်တော်ကအဲဂိုးပေါင်းနှစ်တင်းစလုံးဂိုးရမယ်လို့ထင်တဲ့အတွက်1-1ကနေစကြည့်မယ်ဖြစ်တဲ့အတွက်ကျွန်တော်ဂိုးပေါင်းအပေါ်ရွေးခြင်းနဲ့နောက်တစ်ပွဲအနေနဲ့ကျွန်တော် short game နဲ့ router fat ဒီပွဲတော့ဒါကတော့ကျွန်တော်ဂျာမန်ဘွန်ဒက်လီဂါ2အောက်ပါလေနော်အပွဲမှာကျွန်တော် short game ကနေပြီးတော့မှအိမ်ခွဲကနေပြီးတော့မှတစ်လုံးရွှေရင်80ဘောကိုးပေါင်းက3လုံး30နိုင်ဆိုပြီးပေးထားတယ်3တည်ရေပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကဒီနှစ်သိန်းကလည်းတွေးဆုံမှုတွေကြီးတဲ့ချိန်မှာကဂရုတာဘက်ကတော့နည်းနည်းလေးတာတဲ့ပေါ့လေနော်ပွဲစဉ်ဇာတ်တွေမှာပြန်ကြည့်လိုက်တဲ့ချိန်အဲ့တော့ဒါပေမဲ့ဒီနှစ်မှာက short game ကဒီတန်းတက်ချင်မယ်လို့ထင်တယ် title race ကိုသူပြိုင်နေတဲ့အမှတ်တွေကမကွာကြဘူးပေါ့လေနော်အဲ့ချိန်မှာသူကပေါ်ကြီးကတစ်လုံး80နိုင်ပေးထားတဲ့အတွက်ဒါပြင်လို့လည်းကိုပေါင်းက3လုံး30နိုင်ပေးတဲ့အချိန်မှာ short game နဲ့အနည်းဆုံးတစ်လုံးကတော့အသာအနိုင်နဲ့နိုင်သွားမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ကဒီဘွဲကို shocking body ရွေးချင်ပါတယ်နောက်တစ်ဘွဲအနေနဲ့ကကျွန်တော်တို့ကဒါနယ်သာလန်လိရပေါ့လေနော်20နဲ့Fortuna အပွဲမှာကျွန်တော်တို့ကဘယ်သိရင်အကျိုးမြတ်ရှိမလဲဆိုတော့20ကနေပြီးတော့မှကျွန်တော်တို့တစ်လုံး30ရှုံးပေးထားတယ်ဂိုးပေါင်းအနေနဲ့က3လုံး30နိုင်ဆိုပြီးပြန်ကာထားတယ်ဒီအချိန်လေးမှာကျွန်တော်ကဘာကိုကြိုက်ဆုံးလဲဆိုတော့20ရဲ့ကြေးကြောဖွင့်လှစ်မှုကိုကျွန်တော်ကြိုက်တယ်အဲ့တော့ကျွန်တော်20 body ကိုရွေးတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာ26ရက်6လ2025မှာအကောင်းဆုံးရွေးချယ်မှုကဘာဖြစ်မလဲဆိုတော့ကျွန်တော်ကဒီနေ့အတွက်အကောင်းဆုံးရွေးချယ်မှုကကျွန်တော်တို့မာဆေးနဲ့20ကိုရွေးချယ်ထားတယ်အဲ့ထရမှာကျွန်တော်တို့မာဆေးဂိုးဘော20 body ကိုရွေးချယ်ထားပါတယ်ဒီနေ့အတွက်အကောင်းဆုံးပွဲလို့ရွေးချယ်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုတစ်စုံတရာကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်